ကောင်းကင်ရံထက်မှာချိတ်ဆွဲထားတဲ့အခေါင်းကြီးတွေတစ်ဖက်မှာလည်းအချောင်းတွေလိုမျိုးထိုးထက်နေတဲ့ကြောက်တောင်ကြီးတွေတဘာဝတရားရဲ့လက်ရမုံတွေရှိပါတယ်။အဲ့ဒါတွေကတော့လူသိနေနေသေးတဲ့ကမ္ဘာအထူးခြားဆုံးနေရာတွေပဲဖြစ်ပါတယ်။မြင်မှုနေကြကမ္ဘာကြီးတဲ့ပုံမူပြီးတော့မှထူးခြားတဲ့နေရာတွေကိုပြပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့ဖိလစ်ပိုင်နိုင်ငံဆာဂါဒါရဲ့ချိတ်ဆွဲထားတဲ့အခေါင်းတွေပဲဖြစ်ပါတယ်။ကမ်းမရံမြင့်မြင့်မှာချိတ်ဆွဲထားတဲ့ဒီခေါင်းတွေကဒေသခံတွေရဲ့ဝိညာဉ်ရေးရယုံကြည်မှုတစ်ခုဖြစ်ပြီးတော့မှကောင်းကင်နဲ့နီးလေးလေးငြိမ်းချမ်းနေဆိုတဲ့အယူဆကြောင့်ပဲဖြစ်ပါတယ်။ဒါကကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်ကိုထူးခြားဆန်းပြတဲ့ယဉ်ကျေးမှုပြရုပ်တစ်ခုပဲဖြစ်ပါတယ်။တမိုင်းဝင်နေရာတွေအပြင်တဘာဝရဲ့အံ့ဖွယ်တရားကိုကြည့်ရှင်နေဆိုလို့ရှိရင်တော့မဂါဂတ်စတာရဲ့အပဂျီတောင်တန်းကိုသွားရမှာပဲဖြစ်ပါတယ်။အချောင်းတွေလိုမျိုးမိုးပေါ်ထောင်နေတဲ့ဒီကြောက်တောင်ကြီးတွေကလူသားတွေခြေချဖို့တောင်မှခက်ခဲလောက်အောင်ဆူရှလွန်လာပါတယ်။အခြားသူတစ်ခုကရှုခင်အတိုင်းထူးခြားလွန်တဲ့ဒီနေရာမှာရှားပါတလိမ့်ဆန်ပေါင်းများစွာကပုံကွယ်နေတာပါ။နောက်ထပ်ထူးခြားဆုံးကတော့အီသီယိုးပီးယားကဒါလိုလို့ခေါ်တဲ့ရောက်စုံမိတောင်ဒေသပဲဖြစ်ပါတယ်။ဒီနေရာမှာဆာလဖာနဲ့စားတက်တွေကြောင့်မြေပြင်တစ်ခုလုံးကအဝါရောင်အစင်းရောင်နဲ့လိမ္မော်ရောင်တွေဆေးချင်ထားသလိုမျိုးတောက်ပနေတာပါ။ကမ္ဘာပေါ်မှာအပူဆုံးနဲ့အစမ်းကျဲဆုံးနေရာတစ်ခုဖြစ်ပြီးမြင်ကွင်းကတော့နတ်ဘော်ဗိမှန်တဲ့ရောက်သွားတယ်လို့မျိုးလှပလွန်းလာပါတယ်။ကျောက်ဆောင်ဘော်ကအခေါင်းတွေနဲ့ရောင်စုံချေထားတဲ့မြေပြင်တွေဒီလိုထူးခြားတဲ့နေရာတွေထဲမှာဆိုလို့ရှိရင်ရောမိတ်ဆွေတွေကဘယ်နေရာကိုသွားလဲခြင်းပါလဲ။ကဘာကြီးရဲ့လိုအပ်ချက်တွေတဲကဘယ်တစ်ခုကိုနှစ်သက်လဲဆိုတာကိုခက်မှတ်မှပြောပြခဲ့ပါအောင်ရှင်။